မလုံးအောင်လားမလုံးနဲ့တဲ့သိကြရင်တဲ့ဆွဲဆုံးကျန်းလန်ကြီးတဲ့ဆွဲဆုံးကျန်းမရှိရင်ကိုယ်တက်တဲ့လူမေးလိုက်ခဏလေးသိတယ်တဲ့၆ချက်မနေနဲ့တဲ့ဒါလေးရပြီးသားဟာတွေတော့မေးပလိုက်တဲ့ဘုံအောင်ကြောက်တွန်းလာလားဆိုမဟုတ်ဘူးတဲ့တကယ်ပြောတာတဲ့မှတ်မိဖို့ကခက်ပါတယ်ကိုဘုံအောင်ရဲ့လို့ခင်ဗျာမေးပြတာလွယ်ပါတယ်ဆိုတော့ no တဲ့မဟုတ်ဘူးတဲ့မင်းမတက်တဲ့အင်္ဂလိပ်စာ10လုံးကိုမင်းကကြက်ခိုင်းနေတယ်မင်းဘလောက်ညံတိုင်း10ရက်ဆိုရမယ်တဲ့ဒါဟုတ်တယ်မင်းကကာကြီးဆိုတာမေ့ခိုင်းမယ်တဲ့မေ့မယ်ဆိုရင်ငါငွေ3သိန်းပေးမယ်တဲ့မမေ့နိုင်ဘူးသူပြောတာမှန်တယ်မေ့တာပိုခက်တယ်မှတ်မအောင်လုပ်တာလွယ်တယ်အဲ့တော့မင်းအောင်ထွန်းနဲ့ဘာလို့เสียရှိတာလုပ်ပြီးမေ့เสียရှိတာမေ့ပြအောင်ကြိုးစားတဲ့အကောင်းလားဆိုအကောင်းသူပုံလေးတစ်ခုကျွန်တော်ပြောပြအဲ့ကျွန်တော်ဖောက်တယ်ချဂျပန်ပြည်မှာဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးသူ့เจ้าမှာဥစဉ်2ပါးရှိတယ်မိုးခါမှာစားမရှိတော့ဥစဉ်2ပါးကိုစားသွားရှာကြီးတဲ့အလူခံကြီးဆိုဥစဉ်2ပါးရွာတရွာသွားပြီးစားအလူခံတယ်ဟိုကလည်းစားလေးထူလိုက်တော့စားတို့လေးကိုင်းလို့ဥစဉ်ထဲမှာ2ယောက်စကားပြောလာတယ်လမ်းလေးရောက်လေရောမိုးကရွာထားတော့မင်းကလေးတယောက်ကသူ့ဝတ်စုံကကီမိုနိုဝတ်စုံခြေလေးဝတ်ထားတယ်ရွှွန့်ပွဲအိုင်ကြီးရှိတော့ဖြတ်လို့မရဘူးဘယ်သွားသူကရွှွန့်စုံမဖြစ်တော့အဲ့ဒီခက်ခဲကိုစားတို့ကိုင်းထားတဲ့ဥစဉ်လေးကမြင်တော့ဟေးကိုတော့ခဏယူထားအောင်ဆိုပြီးပေးပြီးတော့အဲ့ဒီမင်းကလေးကြီးလျှောက်သွားတယ်မင်းကလေးကိုပွေ့လိုက်ပွေးပြီးတော့ရွှွန့်ပွဲလွတ်တဲ့နေရာသွားထားအဲ့ဒီမှာစားတို့ကိုင်းကြီးစောင့်နေတယ်ကိုတော့ဟာဘုန်းကြီးဖြစ်ပြီးတော့ဒကမပွေတယ်အာဘသိနေဒီကိုတော့အာဘသိနေကိုကတော့လာလဲလာအောင်စားတို့ပြန်တောင်းစကားပြောမပြောဘူးဒီဘက်ကကိုတော့အာဘဒီကဖြောက်ပြောတယ်အာဘကပြောနေတာငါမရောပြောအာဘသိမယ်ကြောင်းရောက်သွားတယ်စားတို့လေးချပြီးရှာတော့ဦးချမောင်မသိန်းလို့စားပါလားတဲ့အဲ့တော့ဒကမမပွေတဲ့ကိုတော့အရှင်ဘုရားတဲ့စားရင်မကြည့်ဘူးတဲ့ဟာစားသွားရှာခိုင်းတာစားရင်မကြည့်ပဲဘာရေးကြည့်လဲဒီကိုတော့လမ်းမှာဒကမပွေတယ်သိစီကန်းကြီးတဲ့ဖုံတော်ကြီးကိုတခါမျက်နှာကြီးပြီးဒေါသထွက်မင်းဒကမပွေသလားတဲ့အဲ့ဒီမှာဒကမပွေတဲ့ကိုတော့ဘာပြောလဲလို့ဆိုတော့တပည့်တော့ဒကမကိုပွေပါတယ်တဲ့ဒါပေမဲ့အဲ့ဒီပွေတဲ့ဒကမကိုကြောင်းယူမလာပါဘူးလမ်းမှာထားခဲ့ပါတယ်ခင်ဗျာတဲ့ဘုန်းကြီးကသဘောပေါက်သွားတယ်ကြောင်းယူလာတာမပွေတဲ့ကောင်ပဲလာတာငါမင်းတို့ပြန်လာမင်းတို့နှစ်ယောက်နဲ့စားတော့ပဲမျောလင့်တယ်အခုတော့မင်းပြောတော့ဒကမပါငါကောင်းနဲ့ရောက်တယ်အဲ့တော့တကယ်ပွေတဲ့ကောင်လွတ်စေမပွေတဲ့မင်းရဲ့မြင်တော့မမြင်လိုက်ရတဲ့ငါရဲ့သိနေသွားပြီးအာဘဖြစ်မယ်ကဲအဲ့ဒါဘာကိုပြောတာလဲအပင်ငရဲကိုကြာတာပွေတဲ့လူကြာတာမဟုတ်ဘူးမပွေပဲနဲ့ပွေစိတ်နဲ့ပွေတဲ့ဥပဒံကကြာတာဟိုလူကပွေစရာရှိတာပွေပြီးမေးစရာရှိတာမေးပြီးမမေးနိုင်တဲ့ငါတဆက်ပွေလာတာအဲ့ဒါ